င်္ဂလာပါရှင်ချမ်းချမ်းတန်နယ်လေးကနေကြိုဆိုပါရစေခုကတော့ပိန်းနေသီးရဲပဲရဲခရမ်းသီးလေးကိုဒီတောက်ဆန်းလေးချက်ပြမှာဖြစ်ပါတယ်အရင်ဆုံးပဲကိုလည်းပြုတ်ပြီးပြီပေါ့နော်ဒီမှာအတစ်မလုပ်တယ်လို့တစ်ခါတည်းပဲလုပ်လိုက်ပါတယ်ပြီးရင်ငပိထည့်ပါမယ်ငပိလေးထည့်ပါမယ်ချုံမုံလေးထည့်ပါမယ်ချုံမုံလေးထည့်ပါမယ်ပြီးရင်စားလေးနည်းနည်းထည့်ပါမယ်စားလေးနည်းနည်းထည့်ပါမယ်ပြီးရင်စနွင်းမုတ်အနည်းငယ်ထည့်ပါမယ်ပြီးရင်စီလေးစီထည့်ပါမယ်တောက်ဆန်းဖြစ်တဲ့ဆက်စီကိုအနည်းငယ်သာထည့်ရပဲဖြစ်ပါတယ်ပြီးအကုန်လုံးကိုနှံ့အောင်လို့ရောသမားမှုပါမယ်အားလုံးပဲမင်္ဂလာပါရှင်ချမ်းချမ်းကြံနေရနေကြိုဆိုပါတယ်ဒါကတော့ကျွန်မသနာဝဗီဒီယိုရဲ့ edit လုပ်တဲ့အတွက်သနာဝအကုန်ပစ္စည်းတွေအကုန်ထည့်ပြီးအတွက်လုံးပါမယ်နှံ့အောင်လို့လုံးပြီးသွားတဲ့အချိန်မှာမီးဖွင့်ပါမယ်နောက်မီးမဖွင့်ထားပါဘူးမီးဖွင့်ထားမယ်ပြီးရင်အဲဒီကြက်သွန်ပြူကြက်သွန်နီးဒီကိုထည့်ပါမယ်အပေါ်ကနေဖြစ်မြည်လာတဲ့ဒီဖွင့်ရတယ်ဖြစ်မြည်လာပြီဆိုလို့ရှိရင်เนาะပဲပြုတ်ထားတဲ့ပဲရည်လေးကိုထည့်ပါမယ်ဒီမှာပဲစီလေးတွေကတော့ဒါပြုတ်ထားတဲ့ပဲလေးပေါ့เนาะပဲရည်လေးနဲ့ပဲစီလေးထည့်ပါမယ်ပြီးရင်ဖုံးလေးအုပ်ထားလိုက်ပါမယ်ဖုံးလေးအုပ်ပြီးတော့နာရီခွက်လောက်ချက်ပြုတ်ပါမယ်ဆိုလို့ရှိရင်တော့နာရီခွက်လောက်စောင့်ပြီးတဲ့အချိန်မှာလုံးဝအရသာရှိတဲ့ပိန်းနေသီးတောက်ဆန်းပိန်းနေသီးပဲရဲ့တောက်ဆန်းလေးရှိပါတယ်ရတာလည်းဘယ်လိုပြောရမလဲဆိုတော့ပေါ့နေရတော့အကုန်နေတော့ပဲဒီတော့မီးပိတ်ပြီးတော့ခတ်လိုက်ပါတော့မယ်ကိုပိုင်မှာချမ်းချမ်းရဲ့ subscribe channel ကနေပြီးနှုတ်ဆက်ပါတယ်